BSC channel မှာကြိုဆိုပါတယ်ကျွန်တော်အခုလုံးမဲ့ဗီဒီယိုလေးကတော့နေ့စဉ်သုံးစကားပြောတဲ့မှာအသုံးများတဲ့ N3 ဘွန်းဘိုးလေး၃ခုဖြစ်ပါတယ်ဒီ N3 ဘွန်းဘိုးလေးကကျွန်တော်တို့နေ့စဉ်သုံးစကားပြောတဲ့မှာလည်းနေ့တိုင်းလိုအသုံးပြီးတော့နေရာတိုင်းလိုမှာအသုံးများပါတယ်ပြီးတော့ကျွန်တော်တို့အလုပ်ငန်းခွင်တွေမှာမေးပို့တဲ့အချိန်တွေမှာလည်းဒီဘွန်းဘိုးလေး၃ချောင်းကအလုံးဝကိုအသုံးများပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့မဆိုတဲ့ဘွန်းဘိုးလေးရယ်ဒုတိယအနေနဲ့စွဆိုတဲ့ဘွန်းဘိုးလေးရယ်တတိယအနေနဲ့သုံးဖို့နီးဆိုတဲ့ဘွန်းဘိုးလေးရယ်ကိုတခုချင်းစီရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မဆိုတဲ့ဘွန်းဘိုးလေးရဲ့အသုံးပြုဖို့ပြုနည်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပထမဆုံးအနေနဲ့မဆိုတဲ့ခံကြီးကသူရဲ့အဓိပ္ပာယ်ကတော့ခါဝါလာနိုင်ပေါ့နော်မပြောင်းလဲပဲပေါ့တခုခုမပြောင်းလဲပဲပေါ့နော်တခုခုမလုပ်ဖဲပေါ့အဲ့ဒီအတိုင်းပေါ့အရင်ရှိတဲ့အတိုင်းပေါ့နော်အဲ့လိုမျိုးပေါ့နော်သူရဲ့အဓိပ္ပာယ်သူကဘယ်လိုအသုံးပြုရလဲပေါ့အသုံးပြုပုံဆိုလို့ရှိရင်တာခေးဆိုရင်ဘတ်တမနိုင်ခေးဆိုရင်ဘတ်နိုင်မပေါ့နော်အဲ့လိုမျိုးပေါ့ရှေ့ကဒီကြီးရှော့ခေးတွေကတာခေးနဲ့ကျွန်တော်တို့နိုင်ခေးကိုပြောင်းပြီးတော့အလုပ်သုံးရပါတယ် EG တို့နာ EG တို့မှာဆိုလို့ရှိရင်လည်း မဒါမှမဟုတ်နာ EG ဆိုလည်းနပဲဒီတိုင်းပဲအသုံးပြုလိုက်ရုံပါပဲပြီးလို့ရှိရင် noun ဆိုလို့ရှိရင်လည်း noun တော့မပေါ့နော်ကြားမှာနော်လေးထည့်ပြရပါတယ် noun ဆိုရင် noun တော့မပေါ့နော်သူရဲ့အဓိပ္ပာယ်ကတော့မပြောင်းလဲပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဥပမာစာကြောင်းတွေကိုအကြောင်းရင်းစီကြည့်အောင်窓は開けたままです窓တကားမကြီးက開けたままですတကားကဖွင့်လက်ရဲ့အတိုင်းပဲပေါ့နော်ဖွင့်လက်ရဲ့အတိုင်းပဲဘာမှမပြောင်းလဲဘူးဖွင့်လက်ရဲ့အတိုင်းပဲပေါ့နော်နံပါတ်1မှာဆိုရင်この山は自然なままです何も変わらないですသူကနံပါတ်1မှာသူဘာပြောရလဲဆိုတော့ဒီတောင်ကားတဲ့တဘောကအတိုင်းပဲတဲ့လုံးဝဘာမှမပြောင်းလဲဘူးပေါ့လုံးဝမပြောင်းလဲဘာမှမပြောင်းလဲဘူးတဲ့အဲဒါကြောင့်မပြောင်းလဲတဲ့ဥစ္စာမျိုးပေါ့နော်ပြီးလို့ရှိရင်နံပါတ်3မှာဆိုရင်私の夢は私の愛はこのままですကျွန်တော်ရဲ့အချစ်တွေကအရင်တိုင်းပဲပေါ့နော်私の愛はこのままですကျွန်တော်ရဲ့အချစ်တွေကအရင်တိုင်းပဲပေါ့ဒါဆိုရင်နောင်တော့မပေါ့နော်ခတ်ခိုးဆိုတာနောင်အတိတ်ပေါ့နော်ရခင်အတိတ်ပေါ့နော်အရင်တုန်းကအတိုင်းပဲပေါ့ပြီးလို့ရှိရင်နံပါတ်4ဆိုလို့ရှိရင်移動しないでそのまま置いてください移動しないで移動ဆိုတာကျွန်တော်တို့တနေရာနဲ့တနေရာရွှေ့တာပေါ့နော်အဲ့ဒါ移動ပေါ့移動しないでそのまま置いてくださいအဲ့တော့ပြောနေတာမရွှေ့ဘဲနဲ့အဲ့ဒီတိုင်းထားပါပေါ့နော်ကျွန်တော်တို့နေ့သုံးစကားတွေမှာဆိုဒီကတော်တော်သုံးပါတယ်နော်そのまま置いてくださいပေါ့အဲ့ဒီတိုင်းထားလိုက်ပါပေါ့နော်ကျွန်တော်တို့ရုံးမှာဆိုလို့ရှိရင်その椅子は移動しないでそのまま置いてくださいတော့အဲ့လိုမျိုးပေါ့နော်ပစ္စည်းတစ်ခုကိုမရွှေ့ဘဲနဲ့အဲ့ဒီတိုင်းထားပါဆိုရင်そのまま置いてくださいပေါ့နော်အဲ့ဒီအတိုင်းပဲထားပါပေါ့ဘာမှမလုပ်ပါနဲ့ပေါ့နော်အဲ့လိုမျိုးပြောတာဒါကြောင့်ဒီပုံမိုးလေးကလည်းလုံးဝတုတ်ကိုင်းနေမှာရောမူကြီးကိုတွေမှာတော့တော်တော်အသုံးများပါတယ်နေ့စဉ်ပြောစကားတွေမှာလည်းအသုံးများတာကြောင့်ဒီပုံမိုးလေးကိုမှတ်ထားသင့်ပါတယ်သူရဲ့ pattern က ဘတ်ဆိုရင်တာခေးသို့မဟုတ်နိုင်ခေး black မ EG တဲ့နာကြီးဆိုရင် EG တဲ့နာကြီးတဲ့ black မနောက်ဆိုရင်နောင်တော့မပေါ့နော်ပို့ပြီးမမိလွယ်အောင်မှတ်ထားမယ်ဆိုရင်そのまま置いてくださいအဲ့ဒီအတိုင်းထားလိုက်ပါပေါ့နော်အဲ့လိုမျိုးဥစ္စာပေါ့တခုခုကိုမပြောင်းလဲပဲနဲ့အဲ့ဒီတိုင်းထားလိုက်ပါပေါ့โอเคဒါကကျွန်တော်တို့နံပါတ်1ပုံပိုးရဲ့မရဲ့အတိတ်ပဲနဲ့အသုံးပြုပုံတွေကိုရှင်းပြပေးသွားဖြစ်ပါတယ်ပြီးရင်ကျွန်တော်ရှင်းပြဒီပုံပိုးနဲ့ပတ်သက်ပြီးရှင်းပြပေးတာကိုတခုခုမှားတယ်တမို့နားမလည်ဘူးဆိုရင်ကျွန်တော်အောက်က comment မှာရေးသွားပေးပါโอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့နံပါတ်2အနေနဲ့ပေါ့နော်စွဆိုတဲ့ပုံပိုးရဲ့အတိတ်ပဲနဲ့အသုံးပြုပုံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစွလာပါမယ်ဟုတ်ကဲ့လာပါခင်ဗျဒီနံပါတ်2ရဲ့ပုံပိုးရဲ့အတိတ်ပဲကနာဂါရလှုပ်လက်ရက်ပေါ့နော်လှုပ်လက်ရက်တခုခုကိုလှုပ်လက်ရက်ပေါ့ဒီနာဂါရဆိုတာကျွန်တော်ထင်ပါတယ်အန်ဖိုးမှာကျွန်တော်ပါခဲ့ပြီးပါပြီအခုအန်ဖိုးမှာအတိတ်ပဲနဲ့အခုအတိတ်ပဲနဲ့ကအတူတူပါပဲ
ဘလို့ကွာသွားရလဲဆိုတော့ကျွန်တော် level ကွာပါတယ်ဒီစစ်ဆိုတဲ့အတိတ်ပဲကကျွန်တော်တို့မေးတွေရေးရနေရာမှာသုံးတယ်ပြီးလို့ရှိလို့ရှိရင်နည်းနည်းလေးပေါ့ business ဆန်နေပေါ့နော်level မြင့်နေပေါ့နော်လူကြီးစကားပြောနည်းနည်းလေး level မြင့်တဲ့အသုံးမျိုးပေါ့နော်နာဂတာနဲ့အတိတ်ပဲခက်ဆင်စင်ပါပဲ okay သူရဲ့အသုံးပြုပုံက bus ကို map ဖြုတ်ပြီးတော့ဥပမာဆိုရင်တာဘဲ map ဆိုလို့ရှိရင်တာဘဲစစ်ပေါ့ဆိုနဲ map ဆိုရင်နဲစစ်ပေါ့နော်အဲ့လိုမျိုးပေါ့နော် bus ကို map k ကို map ဖြုတ်ပြီးတော့ plus စစ်ပေါင်းရပါတယ်သူရဲ့အဓိပ္ပာယ်ကကျွန်တော်တို့အန်ဖိုးမှာသင်ခဲ့တဲ့နာဂါရလှုပ်လက်ရက်တခုခုကိုလှုပ်လက်ရက်တခုခုလှုပ်တယ်ပေါ့နော်အဓိကအဖြစ် तू ကအရှင်ပြတဲ့နေရာတွေမှာသုံးတာပေါ့နော်အရှင်ပြတဲ့လှုပ်ဆောင်ချက်တွေပြတဲ့နေရာမှာသုံးပါတယ်โอเคကျွန်တော်တို့ဒီမှာအဓိပ္ပာယ်စာကြောင်းဥပမာစာကြောင်း၃ကြောင်းပေးထားပါတယ်ကျွန်တော်တို့တစ်ကြောင်းချင်းစီကြည့်ရအောင်ခင်ဗျ駅へ歩き進む彼女のことを思い出しました駅へ歩き進むဘူရာတို့လမ်းလျှောက်ရင်彼女のことを思い出しましたသူကဘူရာကိုလမ်းလျှောက်ရင်ねကောင်မလေးအကြောင်းတွေကိုတတိယခဲ့တယ်ကောင်မလေးအကြောင်းကိုတတိယခဲ့တယ်ပေါ့နော်ဒီမှာဒီစာရောက်မှာအဓိကပြောချင်တာကရှေးရဥစ္စာကိုအဓိကပြောချင်တာပေါ့နော်ဒီတတိယကိုအဓိကပြောချင်တာမဟုတ်ဘူးသူလှုပ်ချင်တဲ့ဟာကသူလှုပ်ရမယ့်ဥစ္စာကအေခီကိုအာရုခီလှုပ်တာပေါ့နော်ဘူရာယုံကိုလမ်းလျှောက်သွားတာကိုအဓိကပြောချင်တာဘူရာယုံကိုလမ်းလျှောက်ရင်းနဲ့ကောင်မလေးအကြောင်းကိုတတိယခဲ့တယ်ပေါ့နော်အဲ့တော့နံပါတ်1စာကြောင်းကြည့်အောင်料理を作り進む友達と談話しています料理を作り進むဟင်းချက်ရင်းနဲ့友達と談話していますဟင်းချက်ရင်းနဲ့တငယ်ချင်းနဲ့ဖုံးပြောနေတယ်ပေါ့နော်အဓိကဟင်းချက်တာပေါ့နော် main ကဟင်းချက်တာပေါ့ဟင်းချက်ရင်းနဲ့တငယ်ချင်းနဲ့ဖုံးပြောနေတယ်နော်နံပါတ်3မှာဆိုရင်漢字を書き進む歌を聞いています漢字を書き進む漢字をရေးရင်းနဲ့歌を聞いていますတချင်းနားထောင်နေတယ်ပေါ့နော်漢字ရေးရင်းနဲ့တချင်းနားထောင်နေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့နံပါတ်2ရဲ့စွတ်ရဲ့ပုံရဲ့အသုံးပြုပုံဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကကျွန်တော်တို့နာဂါရဆိုတာလေးကိုလှုပ်လက်ရပေါ့တခုခုလှုပ်လက်ရတခုခုလှုပ်တယ်ပေါ့နော်အဲ့လိုလေးမှတ်ထားပြီပါအဲ့လိုဆိုရင်လုံးဝမှတ်မိပါလိမ့်မယ်နောက်ပြီးတော့သူ့ရဲ့အသုံးပြုပုံက mask ကို map ဖြုတ်ပြီးတော့စွတ်ပေါင်းပေးရပါတယ်သူကတော့bad တစ်ခုတည်းနဲ့ပဲ bad တစ်ခုတည်းနဲ့ပဲသုံးတာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့စွတ်ပြီးသွားပြီဆိုရင်နံပါတ်3ပေါ့နော်တိုမိုနီကိုပဲသွားလိုက်အောင်တိုမိုနီရဲ့အသုံးပြုပုံနဲ့အဓိပ္ပာယ်ကိုလာပါမယ်ခုနကတော့ကျွန်တော်စွတ်ပြီးသွားပြီပေါ့နော်ဒါဆိုရင်တိုမိုနီရောဘာလဲဘယ်လိုအဓိပ္ပာယ်လဲလာပါမယ်တိုမိုနီရဲ့အဓိပ္ပာယ်ကဒိုးကြီးနော်တိုကီပေါ့နော်တစ်ချိန်ထဲမှာတစ်ပြိုင်ထဲမှာပေါ့နော်ဒိုးကြီးတိုကီပေါ့တစ်ချိန်ထဲမှာတစ်ပြိုင်ထဲမှာပေါ့နော်သူရဲ့အသုံးပြုံကဘတ်ဆိုရင်ဘတ်ရုတိုမိုနီလားသူရဲ့ခန်းကြီးကဒီလိုပေါ့နော်ခန်းကြီးနဲ့ရေးထားရင်ဒီလိုရေးထားပါလိမ့်မယ်ပြီးတော့သူရဲ့အသုံးပြုပုံကဘတ်ရုជីရှော့ကေတိုမိုနီပေါ့နော်ជីရှော့ကေတိုမိုနီနောက်ဆိုရင်နောင်တဲ့အာရုတိုမိုနီဗာလဲနောက်ဆိုရင်နောင်တဲ့အာရုတိုမိုနီသုံးမဟုတ်နောင်တိုမိုနီလည်းရေးပါလိမ့်မယ်နောင်တဲ့အာရုတိုမိုနီသုံးမဟုတ်နောင် plus တိုမိုနီလည်းရေးပါလိမ့်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့အသုံးပြုပုံတွေကိုအောက်မှာရေးပေးထားပါတယ်ဥပမာစာကြောင်းနေနဲ့ဟုတ်ပါပြီနံပါတ်1ကဘာလို့ဆိုရင်気温が上がるとともに体調不良になる方が増えてきました気温が上がるとともにအပူချိန်ကမြင့်လာတာနဲ့အမျှ体調不良になる方が増えてきました体調不良ဆိုတာကခန္ဓာကိုယ်ကျန်းမာရေးမကောင်းတာလို့ပြောချင်တာပေါ့နော်တိုင်းချောပူလျောပေါ့တိုင်းချောဝါဒခုနာရုတို့ကအဲ့လိုမျိုးပေါ့တိုင်းချောဝါဒခုနာရုနဲ့အတိတ်ပဲခက်စင်တယ်ပါပဲတိုင်းချောပူလျောဆိုတာကကျွန်တော်တို့ရာစုမိတွေပါတယ်အလုံးမှာခွင့်ယူရဆိုလို့ရှိရင်ဒါတိုင်းချောလီယူရေးပေးရပါတော့လီယူရေးပေးရင်တိုင်းချောပူလျောလေးရေးပေးလိုက်လို့ရှိရင်ဒါကျန်းမာရေးမကောင်းဆိုတာသိရပါတော့โอเค上がる気温が上がるとともにအပူချိန်ကမြင့်လာတာနဲ့အတူမြင့်လာတဲ့တပြိုင်နက်တိုင်းချောပူလျောနီနာရုခတာကဖူရတဲ့ခိမရှိတာဘူဂျေမြင့်လာတာနဲ့အတူကျမရေးမကောင်းတဲ့သူတွေကပို့ပြီးတော့များလာခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာပေါ့ရှေ့က
အကြောင်းအရာနဲ့အတူနောက်ကအကြောင်းအရာကဖြစ်လာခဲ့တယ်ပေါ့နော်သူရဲ့အတိတ်ပဲအဲ့လိုပါ sorry ပါကဲနံပါတ်2မှာဆိုရင်ဂျီဒိုင်တိုတိုမိုနီဟီတိုနိုခန်ခိုင်ခတာမိုခါဝါလီမရှိတာဂျီဒိုင်တိုတိုမိုနီဆိုပါအချိန်ကာလနဲ့အညီဟီတိုနိုခန်ခိုင်ခတာမိုလူတွေရဲ့စဉ်းစားပုံစဉ်းစားနည်းရလဲခါဝါလီမရှိတာခေတ်နဲ့အညီလူတွေရဲ့စဉ်းစားပုံစဉ်းစားနည်းရလဲပြောင်းလဲသွားတယ်ပြောင်းလဲခဲ့တယ်ပေါ့ဟုတ်ပါတယ်เนาะအရင်ကျွန်တော်တို့1990ကလူတွေနဲ့အခု2024 2025လူတွေနဲ့လုံးဝတူမှာဟုတ်ပါဘူးခန့်ခိုင်ခါတာအဲ့လိုမျိုးပြောတာပါဂျီတိုင်းတိုတိုမိုနီအချိန်နဲ့တပြေးညီဟီတိုနိုခန့်ခိုင်ခါတာမိုခါဝါလီမရှိတာလူတွေရဲ့အတွေ့အခေါ်တွေကလည်းပြောင်းလဲလာခဲ့တယ်โอเคဒါပြီးရင်နံပါတ်3ခါနိုကျော်ကခါနိုကျော်ကတိုမိုဒါချီတဲ့အာရုတိုတိုမိုနီဝါတရှိနိုခိုးပြီးတော့တဲ့အာရုခါနိုကျော်ကsorry တိုမိုဒါချီတော့ခုနကပြောတာတိုမိုဒါချီပေါ့ယူဂျင်းပါခါနိုကျော်ကယူဂျင်းတဲ့အာရုတိုတိုမိုနီဝါတရှိနိုခိုးပြီးတော့တဲ့အာရုခါနိုကျော်ကယူဂျင်းတဲ့အာရုတိုတိုမိုနီဘင်္ဂလီကကျွန်တော်ရဲ့အရင်ကြီးဆုံးတငယ်ချင်းဖြစ်တာနဲ့အညီဖြစ်တာနဲ့အတူဝါတချီနိုခိုးပြီးတော့တဲ့အာရုကျွန်တော်ရဲ့ချစ်သူလဲဟုတ်တယ်ကောင်းမလေးကကျွန်တော်ရဲ့အရင်ကြီးဆုံးတငယ်ချင်းလဲဟုတ်တယ်ပြီးတော့ကျွန်တော်ရဲ့ချစ်သူလဲဟုတ်တယ်ပေါ့နော်ဒီမှာဆိုရင်သူသုံးသွားတာအာရုတိုတိုမိုနီသုံးသွားတယ်ဒါဆိုရင်တဲ့ now plus တဲ့အာရုတိုတိုမိုနီပေါ့နော်ဒီဥစ္စာအတိုင်းသုံးသွားပါပေါ့ဒီဥစ္စာအတိုင်းသုံးသွားပါဒီဥစ္စာတိုင်းသုံးသွားဖြစ်ပါတယ် now plus တဲ့အာရုတိုတိုမိုနီသုံးသွားဖြစ်ပါတယ်โอเคဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ကအခုပြပြပြီးတော့တာကဘာပြပြပြီးတော့ဆိုမရဲ့ပုံပိုရဲ့စွရဲ့ပုံပိုရဲ့တိုမိုနီစွရဲ့ပုံပိုရဲ့ကိုအသုံးပြုရှင်းပြပြီးတော့ဖြစ်ပါတယ်ဒါဆိုရင်မရဲ့ပုံပိုရဲ့အသုံးပြုနည်းရဲ့အတိတ်ပဲကိုရှင်းပြပေးတော့ဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့စွတ်ပုံပိုရဲ့အတိတ်ပဲနဲ့အသုံးပြုနည်းကိုဥပမာစာကြောင်းအနေနဲ့ရှင်းပြပေးသွားဖြစ်ပါတယ်နောက်ပြီးတော့နောက်ဆုံးအနေနဲ့တိုမိုနီရဲ့အတိတ်ပဲပေါ့နော်တိုမိုနီရဲ့အတိတ်ပဲနဲ့အသုံးပြုပုံအသုံးပြုနည်းတွေကိုရှင်းပြပေးသွားဖြစ်ပါတယ်နောက်ကိုလည်းကျွန်တော် channel မှာ N3 ပုံပို N4 ပုံပိုနဲ့ပတ်သက်ပြီးတော့တစ်ခုချင်းစီတင်ပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်ရှင်းပြပေးသွားတဲ့ပုံပိုတွေကနားမလည်တာရှိရင်တော့မဟုတ်တခုခုပေါ့နော်နားလည်မှုလွဲနေရရှိလို့ရှိရင် comment မှာမေးသွားလို့ရပါတယ် okay အားလုံးအဆင်ပြေကြပါစေခင်ဗျ